ကျွန်တော်တို့အနေနဲ့ကဒါတစ်ခါတလေမှဆိုရင်ဒါနှုတ်မဆက်ချင်တဲ့သူတွေကိုနှုတ်ဆက်ရပြီးတော့တကယ်နှုတ်ဆက်ချင်တဲ့သူကိုကြတော့နှုတ်မဆက်ရတဲ့အခိုက်အတန့်ရှိတယ်ပေါ့နော်ဒါကဘာလို့ဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ဟုတ်တင်းfan တွေအကုန်လုံးလဘောက်တင်ပြိတ်တဲ့အကုန်လုံးอ่ะဆိုရင်ဒီ robot တို့ sala တို့တိတ်ပြီးတော့နှုတ်မဆက်ချင်သေးဘူးတကယ်နှုတ်ဆက်ချင်နေတဲ့သူတယောက်ကတော့ Arnie Slot ဖြစ်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လဘောက် H line back channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီတပတ်တနင်္ဂနွေနေ့ည9:00နာရီခွဲအချိန်မှာတော့အင်္ဂလန် Premier League ရဲ့နောက်ဆုံးသောပွဲစဉ်တွေကိုကျွန်တော်တို့အင်္ဂလန်အသင်းတွေအကုန်လုံးကတစ်ချိန်နဲ့တစ်ပြိုင်တည်းကိုရှင်ပြိုင်ပြီးဆော့ကစားမှာဖြစ်တယ်ဒီပတ်တနင်္ဂနွေနေ့ကစားပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့2025-26 Premier League ဘောလုံးရာသီဆိုရင်ပြီးဆုံးပြီပေါ့နော်ဒီရာသီအတွက်ဒါချန်ပီယံအဖြစ်အာဆင်နယ်အသင်းကလည်းအဖြစ်ပေါ်ခဲ့ပြီဆိုပေမဲ့လည်းကျွန်တော်တို့ဒါဥရောပဖလားဝင်ခွင့်ပြိုင်ဆိုင်မှုတွေနဲ့အတူတူတန်းစင်းစုံမှာဘယ်အသင်းကနေပြီးတော့ဒါစပါးနဲ့ဝါဆန်နဲ့ဘယ်တင်တန်းဆင်းသွားမလဲဆိုတာလည်းပေးသက်တွေကိုဆက်လက်ပြီးတော့အာယုံဖန်ဆားထားနိုင်တဲ့ဖြစ်တယ်ဒီထက်မှကျွန်တော်တို့လောဦးသိန်းရဆိုရင်ဥရောပဝင်ခွင့်အတွက်ကိုလုံးဝ100%ကြီးစိတ်ချဖို့အတွက်မရှိသေးတဲ့အနေအထားမှာကျွန်တော်တို့လောဦးကဆိုရင်အင်ကွင်းအန်ဖီမှာ Brentford နဲ့ရင်ဆိုင်ကစားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လောဦးသိန်းရဆိုရင်ဒါချန်ပီယံလိဝင်ခွင့်အတွက်ကတော့တော်တော်လေးတော့အားတော့ကောင်းနေတာမှန်တယ်အဲ့လိုမှန်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဘောလုံးလောကဆိုရင်ဘာမှမဆိုဖြစ်နိုင်သေးတာရှိတယ်တင်ချာနီးရကျွန်တော်တို့အသင်းကိုဒါဘုံမောက်ကနေပြီးတော့ပြန်လဲပြီးတော့ကြော်တက်နိုင်မဲ့အချက်လေးတွေရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လီဗာပူးအသင်းနဲ့ဘုံမောက်အသင်းရဆိုရင်လက်ရှိချိန်မှာရမှတ်ရက3မှတ်ကွာတယ်ပေါ့နော်အဲ့ဒီ3မှတ်ကွာတယ်ဆိုရင်လည်းကျွန်တော်တို့ဒါ goal difference ကိုကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းရဲ့ goal ကွာခြားချက်ကဆိုရင်ရ goal က62 goal ပေး goal က52 goal နဲ့တူတူ goal ကွာခြားချက်က10 goal ရှိပြီးတော့ဒီဘုံမောက်အသင်းကတော့ရ goal ကတော့58 goal ပေး goal ကတော့53 goal နဲ့တူတူသူတို့ရဲ့ goal ကွာခြားချက်က4 goal ရှိတယ်ပေါ့နော်အဲ့ဒီ goal ကွာခြားချက်မှာဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းရဆိုရင်10 goalဘုံမောင်တင်ကတော့4 goalပဲရှိတဲ့အတွက်ကျွန်တော်တို့နှစ်တင်းရချားထဲမှာ6 goal တောင်တော့ကွာနေသေးတယ်ပေါ့နော်ကျွန်တော်တို့လဘောက်တင်ရအိမ်ဝင်းအန်ဖီမှာဒါ Brentford ကိုရှုံးပြီးတော့ဘုံမောင်နေနဲ့နိုင်ပွဲ foreign နဲ့ကန်မဲ့ချိန်မှာနိုင်ပွဲရရှိခဲ့မယ်ဆိုရင်တော့မှဒီဘုံမောင်နေနဲ့ဂိုးကဒီကျွန်တော်တို့လဘောက်တင်နဲ့ကွာခြားနေတဲ့6 goal မှီဖို့လိုတယ်ပေါ့နော်သူ့အနေနဲ့ကဒါရဖို့မှဆိုရင်လည်း52 goal ပဲရှိသေးတာဖြစ်တဲ့အတွက်ဒါဘုံမောက်နေနဲ့က4 စီးနဲ့နိုင်ပြီးတော့ကျွန်တော်တို့လဘောက်ဦးက3 စီးနဲ့ရှုံးမယ်ဆိုရင်ဂိုးကခြားချက်က9 ဂိုးပြန်ဖြစ်ပြီးတော့ကျွန်တော်တို့အပေါ်ကြော်နိုင်မှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့သူတို့ကဒါ4 စီးလောက်နဲ့နိုင်နေပြီးတော့ကျွန်တော်တို့လဘောက်ဦးက2 စီးလောက်ပဲရှုံးနေတယ်ဆိုရင်တော့မှဂိုးကွာခြားချက်ချင်းတူသွားပြီဆိုရင်တော့ဒါဘုံမောက်နေနဲ့ကျွန်တော်တို့လဘောက်ဦးအသင်းရဲ့ရဂိုး62 ဂိုးကိုကြော်လွန်ဖို့အတွက်ကိုသူတို့အနေနဲ့ကစားဖို့လိုတယ်အဲ့အတွက်ကြောင့်ဒါဘုံမောက်နေနဲ့ကဒါသူ့အနေနဲ့4 စီးအနည်းဆုံး4 စီး5 စီးလောက်နဲ့Nottingham နိုင်ကျွန်တော်တို့လဘောက်ဦးအသင်းကလည်း2 စီး3 စီးလောက်နဲ့ Brentford ကိုရှုံးမှသာလျှင်ကျွန်တော်တို့လဘောက်ဦးအသင်းကအဆင့်6ကိုဆင်းရမှာဖြစ်တယ်ပေါ့နော်တင်ချာနီရတော့ဒါဒီလိုမျိုးကျွန်တော်တို့လဘောက်ဦးအသင်းကိုဘုံမောက်ပြန်လိုက်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဒါအပြင် reality မှာတော့တကယ်လက်တွေ့မှာတော့ကျွန်တော်တို့ဒီပါဇက်ကနေပြောတော့လွယ်ကူနေမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်လီဗာပူးတင်းဟာဆိုရင်လည်းဒီရာသီအိမ်ကွင်းနောက်ဆုံးပွဲမှာဆိုရင်အတင်းရဲ့လုံးဝကျွန်တော်လီဗာပူးရဲ့ခစ်ကိုထမ်းနေပေးခဲ့တဲ့ကစားသမားကြီးတွေဖြစ်ကြတဲ့မူဟာမတ်ဆာလာတို့ပြီးအန်ဒီရောဘတ်ဆန်တို့ဟာဆိုရင်ဒီရာသီကုန်မှာအတင်းနဲ့ဒူလန်ခွဲတော့မယ်ဆိုတဲ့အကြောင်းကိုဒီကျွန်တော်လီဗာပူးအတင်းဘက်ကရောကစားသမားတွေဘက်ကရောတရားဝင် official ကြေညာထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီအိမ်ကွင်းBrentford နဲ့နောက်ဆုံးပွဲစဉ်ပြီးတာနဲ့ကျွန်တော်တို့ဒါဝိုင်းကစားသမားတွေဖြစ်ကြတဲ့ဒီမိုဆာလာတို့ Robertson တို့ကိုအသေးကနေပြီးတော့ဒါခုံမြူးမှတ်တမ်းတွေချီးမြှင့်ပြီးတော့ပရိသတ်တွေနဲ့အတူတူနှုတ်ဆက်ပွဲလေးလုပ်ကြမယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကဒါတစ်ခါတလေမှဆိုရင်ဒါနှုတ်မဆက်ချင်တဲ့သူတွေကိုနှုတ်ဆက်ရပြီးတော့တကယ်နှုတ်ဆက်ချင်တဲ့သူကိုကြတော့နှုတ်မဆက်ရတဲ့အခိုက်အတန့်ရှိတယ်ပေါ့နော်ဒါကဘာလို့ဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ဟုတ်တင်းfan တွေအကုန်လုံးလဘောက်တင်ပြိတ်တဲ့တွေအကုန်လုံးอ่ะဆိုရင်ဒီ robot တို့ sala တို့တိတ်ပြီးတော့နှုတ်မဆက်ချင်သေးဘူးတကယ်နှုတ်ဆက်ချင်နေတဲ့သူတယောက်ကတော့ Arnie Slot ဖြစ်တယ်ပေါ့နော် Arnie Slot ကိုနောက်ရာသီမှာကျွန်တော်တို့အနေနဲ့ကသတင်းတွေအရတော့ထပ်ပြီးတော့မြင်တွေ့ရအောင်မယ်ဆိုတဲ့သတင်းတွေလည်းမြင်ရတယ်တချို့သတင်းတွေမှာဆိုရင်လည်းဒီနောက်ဆုံးပွဲစဉ်ပြီးမှပဲကျွန်တော်တို့လဘောက်တင်ရဲ့ဒီ Michael Edward တို့ Richard Su တို့အနေနဲ့အစည်းအဝေးတွေထိုင်ပြီးတော့မှ Arnie Slot ရဲ့အနာဂတ်ကိုတဖန်ပြန်လဲစဉ်းစားသုံးသပ်သွားအောင်မယ်ဆိုတဲ့သတင်းမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီ Arnie Slot ရဲ့အနာဂတ်ကဆိုရင်လည်းဒီနောက်ရာသီ
ဆက်ရှိမရှိဆိုတာကတော့100ရာခိုင်နှုန်း100% ချူအားတေချာစွာတော့မပြောနိုင်သေးဘူးဒီနောက်ဆုံးပွဲစဉ်ရဲ့အခြေအနေပေါ်လဲမူတည်သေးတယ်ကျွန်တော်လီဗာပူးအသင်းရဆိုရင်ဒါလက်ရှိပရီးမီးယားလိမှာဆိုရင်ဒီနိုင်ပွဲပျောက်ဆုံးမှုတွေကတော်တော်လေးကိုများပဲပြီးတော့လဲကျွန်တော်တို့အသင်းရဆိုရင်ပြိုင်ပွဲဆုံးမှာဆိုရင်ရှုံးပွဲကပွဲအရေအတွက်ပေါင်း20လောက်ထိရှိလာတာဟာဆိုရင်ကျွန်တော်တို့အသင်းရဲ့တမိုင်းကြောင်းတစ်လျှောက်မှာတော်တော်လေးကိုများတယ်ရှုံးပွဲအရေအတွက်တွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒါအာနီစလော့ကိုကျွန်တော်လီဗာပူးအသင်းရဲ့ဘုတ်ဖွဲတွေကဒီပိတ်သက်တွေရဲ့ order တွေကိုသူတို့လည်းနည်းနည်းလေးနားဆွင့်ပြီးတော့ပြန်လဲဆုံးဖြတ်မယ်ဆိုတဲ့သတင်းမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အသင်းပိုင်းရှင်တွေဘက်ကတော့ဒါအာနီစလော့ပေါ်အစောပိုင်းမှာနားလည်မှုတွေရှိခဲ့တယ်ဒါကျွန်တော်တို့ဒါဒီဂျိုတာဆုံးမသွားတဲ့ကိစ္စတွေအသင်းရဲ့တိုက်စစ်ပိုင်းမှာဆိုရင်လည်းဒါကစားသမားအထွက်တွေများသွားတာတွေနောက်တန်းကိုအားပြန်လဲဖြစ်တင်းနိုင်ခြင်းမရှိတာတွေဒီအချက်တွေကြောင့်အာနီစလော့အနေနဲ့ကဒီယာတီမှာရုန်းကန်မယ်ဆိုတော့သူတို့နားလည်ထားတယ်နောက်ယာတီမှာအာနီစလော့လိုချင်တာတွေကိုပြန်ဖြည့်ပေးပြီးတော့အာနီစလော့ကိုသူတို့အခွင့်အရေးတစ်ခုထပ်ပေးမယ်လို့တော့ဆုံးဖြတ်ထားတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့လီဗာပူးအသင်းရဆိုရင်လက်ရှိချိန်မှာဆိုရင်ချန်ပီယံလိဝင်ခွင့်ကတော့ရဖို့တော့ရာခိုင်နှုန်းများတယ်အဲ့လိုချန်ပီယံလိဝင်ခွင့်ရသွားတာဆိုရင်ကိုကောင်းလို့လားဒါမှမဟုတ်ချန်ပီယံလိဝင်ခွင့်အတွက်ကို live fight နေတဲ့အသင်းတွေကအောက်မှာကြံခဲ့ပြီးတော့ညံ့နေလို့လားဆိုတော့လည်းထပ်ပြီးတော့စဉ်းစားမယ်ပေါ့နော်ကျွန်တော်လီဗာပူးကဆိုရင်ဒီပရီးမီးယားလိပြီးဆုံးကန်ဒီနောက်ဆုံး run နေမှာဆိုရင်လက်ရှိအချိန်မှာဆိုရင်လည်း3မှတ်ဆက်တိုက်ကိုနိုင်ပွဲပျောက်ထားပြီးတော့ဒီ3မှတ်မှာရမှတ်က1မှတ်ပဲရခဲ့တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကဒါမန်ယူကိုရှုံးတယ်ချက်စီကိုတရေကျပြီးတော့ဒီနောက်ဆုံးပွဲစဉ်မှာဆိုရင်လည်းအက်စတွန်ဗီလာတို့ကိုရှုံးတယ်အခုနောက်ဆုံးပွဲစဉ်မှာဆိုရင်လည်းဒါဘရန်ဖို့ကိုရှုံးမယ်ဆိုရှုံးလို့တော့ရသေးတယ်အရင်ဂိုးပြက်ချီပြက်ကြီးနဲ့ရှုံးတာမျိုးမဟုတ်ဘဲနဲ့ဂိုးရလက်ရဒါ1-2တို့ဘာလို့စသဖြင့်ရလက်တွေနဲ့ရှုံးပြီးတော့တစ်ဖက်ကဘုံမောက်ကလည်း forward ကိုနိုင်တော့နိုင်ပေမဲ့4-5ခုပြက်ကြီးမနိုင်ခဲ့ဘူးဆိုရင်လည်းကျွန်တော်တို့ကဒီအဆင့်9နေပဲနောက်ရသည့်ချန်ပီယံလိဝင်ခွင့်ကိုရမှာဖြစ်တယ်အဲ့ဒီတော့ကြောင့်ကျွန်တော်လီဗာပူးအသင်းရဆိုရင်ဒီနောက်ဆုံးပွဲစဉ်တွေမှာလူမစွမ်းမြင်မဲ့လဲကန်တရားအရာတော့ချန်ပီယံလိဝင်ခွင့်ကိုဝင်ရောက်ဖို့အတွက်ကိုအလားအလာတွေကတော့အများကြီးရှိတယ်ဒါဆိုရင်အသင်းပိုင်ရှင်တွေအနေနဲ့ကဒီအာနီစလော့ကိုချန်ပီယံလိဝင်ခွင့်ရရုံနဲ့နောက်ရတီမှာစထားမယ်ဆိုရင်လည်းဒီနောက်ဆုံးပွဲစဉ်တွေမှာဆိုရင်ဒါဆာလာတို့ဆိုရင်လည်းဒီထောက်ခံပြီးမှဆိုရင်အသင်းရဲ့ကစားဟန်ဒီပုံမူတည်ပြီးတော့ဝေဖန်ခဲ့တာတွေရှိတယ်အသင်းရဲ့ကစားသမားတွေရဲ့အကောင်းဆုံးအနေအထားကိုအာနီစလော့ကဆွဲမတင်နိုင်တဲ့ပုံစံမျိုးလေးတွေသူပြောဆိုသွားတာရှိတဲ့အခါမှာကျွန်တော်တို့လီဗာပူးအသင်းရဲ့အဝိလေကန်အတွင်းရေးရာဆိုရင်လုံးဝစီးလုံးညီညွတ်မှုရှိမနေတာကတော့လုံးဝကျိန်းတည်တဲ့အချက်ပဲဗျာအဲ့ဒီအချက်လက်တွေကိုအသင်းပိုင်ရှင်တွေအနေနဲ့ကတည်တည်ချာချာပြန်လည်စဉ်းစားသုံးသပ်စေချင်တယ်ဒီ Brentford နဲ့ပွဲမှာအကယ်၍ရလက်တာတခုခုချွတ်ချော်ခဲ့ပြီဆိုရင်ကျွန်တော်တို့တွေကချန်ပီယံလိဝင်ခွင့်ရနေပြီးတိုင်အောင်လို့မှဒီအာနီစလော့ကိုနောက်ရသည့်ဆက်ထားမထားရေးရဆိုရင်လုံးဝယူသုံးဖြတ်ဆွေးနွေးတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကမ္ဘာဖလားပြီးတာနဲ့တကယ်အရေးသွေးမြင့်တဲ့နီးပြတွေကဆိုရင်ဈေးကွက်ထဲမှာလွတ်နေမှာအများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်အမြင်ကတော့ကျွန်တော်ကတော့ဒီဂျာမနီနီးပြနာဂက်စမန်ကိုပို့လိုချင်တယ်ပေါ့နော်နာဂက်စမန်ဆိုရင်ဒါ flow ကိုဘယ်လောက်ထိဂျာမနီမှာအကောင်းမွန်ဆုံးအသုံးပြနေလဲဆိုတော့ကျွန်တော်တို့လည်းလက်တွေ့မြင်ရတယ်အဲ့ဒီထဲမှာဒါကျွန်တော်တို့လီဗာပူးအသင်းကိုနာဂက်စမန်ရောက်လာမယ်ဆိုရင်လည်း flow ဝင်းရပြီးတော့ဆော့မယ်ဆိုရင်တကယ်ကြီးကိုကျွန်တော်လီဗာပူးအသင်းရဲ့ကစားဟန်ကပို့ပြီးတော့အများကြီးအားကောင်းလာနိုင်ပြီးတော့ပို့ပြီးတော့လည်းပရိသတ်တွေနဲ့နီးစပ်တဲ့ပရိသတ်တွေလိုချင်တဲ့ကစားဟန်မျိုးဖြစ်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်။ထားပါကျွန်တော်တို့ဒါနီးပြကိစ္စနောက်မှဆက်ပြောကြမယ်။အဓိကကတော့ဒီ Brentford နဲ့ပွဲမှာဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကတကယ်ဝိုင်းရင်ကစားသမားကြီးတွေကျွန်တော်လီဗာပူးရဲ့ခစ်တစ်ခုကိုထမ်းတင်ပေးခဲ့တဲ့ကစားသမားကြီးကိုနှုတ်ဆက်ရမယ်။အာနီစလော့ကိုလည်းထည့်ပြီးတော့မှနှုတ်ဆက်လိုက်ခြင်းနဲ့ဆိုပေမဲ့လည်းအာနီစလော့ကတော့ဒါချန်ပီယံလိဝင်ခွင့်ရတဲ့ပုံမူတည်ပြီးတော့သူ့အနေနဲ့ကဒါပိုင်ရှင်တွေကသူ့ဘက်မှာရှိတယ်ဆိုပြီးတော့ပြောဆိုထားတာလေးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ Brentford နဲ့ပွဲမှာဒါခြေစွမ်းမိုင်းရောလုံးဝကြီးကိုသုံးစားမရဘဲနဲ့စုပ်ပြတ်နေခဲ့မယ်ဆိုရင်တော့ဒီကျွန်တော်တို့ရဲ့ဘုတ်ဖွဲ့ရလဲအစည်းအဝေးပြန်လဲထိုင်ပြီးတော့အာနီစလော့ကိုနောက်ရာဒီလီဗာပူးအသင်းမှာဆက်ထားမလားမထားဘူးလားဆိုတော့လဲအစည်းအဝေးထိုင်ပြီးတော့ဆုံးဖြတ်သွားမယ်ဆိုတာမျိုးတွေမြင်ရတယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကကျွန်တော်တို့ဒီရာဒီပရီးမီးယားလိနောက်ဆုံးပွဲစဉ်မှာဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ Brentford ကိုအနိုင်ယူပြီးတော့ကစားနိုင်ခဲ့မယ်ဆိုရင်ပြီးတော့လေဒီတစ်ဖက်က Aston Villa နဲ့ Man City နဲ့ပွဲမှာ Aston Villa ဒါရှုံးခဲ့ပြီးတော့ကျွန်တော်တို့လီဗာပူးက Brentford ကိုနိုင်ခဲ့မယ်ဆိုရင်အဆင့်၄ထိကိုပြန်လဲတက်လှမ်းနိုင်မဲ့အခွင့်အရေးလေးတော့ရှိတယ်ပေါ့နော်ကျွန်တော်အမြင်ကတော့ကျွန်တော်ကတော့သတိလိုက်ချင်တယ်ပေါ့နော်အဆင့်၄ကိုတော့မယူတော့ဘူးဒီပွဲမှာဒါအဲ့လိုမျိုးရလက်တစ်ခုခုရတင်းဆောင်ပြီးတော့အာနီစလော့ရဲ့အနာဂတ်တာလှုပ်ခတ်သွားခဲ့မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့သတိလိုက်ရတာတန်တယ်ပေါ့နော်အကယ်၍အာနီစလော့ကိုထုတ်ခဲ့မယ်ဆိုရင်ပေါ့
ဒါပေမဲ့လည်းလက်ရှိအနေထားရတော့ကျွန်တော်တို့အနေနဲ့ကဒါအတိအကျကြီးဘာမှပြောနိုင်သေးတာတော့မရှိဘူးကျွန်တော်တို့အနေနဲ့ကဒီကျွန်တော်တို့လီဗာပူးတင်းရဲ့ဒီယာဒီပရီးမီးယားလိရဲ့နောက်ဆုံးပွဲစဉ်ကိုကျွန်တော်တို့ဒီရလက်ပိုင်းညာဘလို့ရလက်ပဲဖြစ်ပါစေနိုင်တာတွေရှုံးတာတွေဘာမှဟိုပောက်ပွဲပြီးတော့ဘာမှခံစားမနေတော့ဘဲနဲ့ဒီမိုဆာလာနဲ့အန်ဒီရောဘတ်ဆန်တို့ရဲ့ကျွန်တော်တို့လီဗာပူးတင်းရဲ့ခစ်ကိုထမ်းနေပေးခဲ့တဲ့ကစားသမားကြီးတွေရဲ့နှုတ်ဆက်ပွဲကိုကျွန်တော်တို့ဒီကစားသမားကြီးတွေနဲ့အတူတူလိုက်ပါစီးမျောရင်းနဲ့ကျွန်တော်တို့လီဗာပူးတင်းကိုဝင်းရံကြမယ်အတူတူအားပေးကြမယ်ဒီကစားသမားကြီးတွေလည်းဒါကျွန်တော်လီဗာပူးတင်းကနေပြီးတော့ပြောင်းသွားမယ်ဆိုရင်လည်းကျွန်တော်လီဗာပူးအတင်းရဲ့ကစားသမားတွေအနေနဲ့ကျွန်တော်တို့ရဲ့ fan တွေမှာတော့ဒီဘက်ထဲမှာအမြဲတမ်းရှိနေမဲ့ကစားသမားတွေဖြစ်တယ်အဲ့တော့ကြောင့်ဒီ Brentford နဲ့ပွဲစဉ်မှာတော့ပေါ့ပါလေးပဲကြည့်ကြမယ်ကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာကျွန်တော်တို့အနေနဲ့ကဒီအမှတ်တရတွေကြံခဲ့အောင်ဒီဘက်ထဲမှာဒီကစားသမားတွေရဲ့နှုတ်ဆက်တဲ့အချိန်တွေကျွန်တော်တို့အတူတူခံစားရင်းနဲ့ပဲဒီပွဲစဉ်လေးကိုနိုင်တာရှုံးတာတွေရလက်တွေဘေးဖယ်ပြီးတော့ကျွန်တော်တို့အေးဆေးဆေးလေးနဲ့နောက်ဆုံးပွဲစဉ်လေးကိုအတူတူကစားသမားကြီးတွေနှုတ်ဆက်ကြရအောင်ပါလို့ကျွန်တော်ကတော့တောင်းဆိုချင်ပါတယ်ညီကိုတို့အနေနဲ့လည်းဒီ Brentford နဲ့နောက်ဆုံးပွဲစဉ်မှာဆိုရင်ဒါအသင်းရဲ့ဒီရလက်ပိုင်းရနိုင်တာရှုံးတာတွေပေါ့အရင်ခံစားမနေဘဲနဲ့ကျွန်တော်တို့လီဗာပူးအသင်းရဲ့ခစ်တစ်ခုကိုထမ်းတင်ပေးခဲ့တဲ့ကစားသမားကြီးတွေရဲ့နှုတ်ဆက်ပွဲကိုဒါပျော်ပျော်ရွှင်ရွှင်ပဲသူတို့နဲ့အတူတူလိုက်ပါစီးမျောရင်းနဲ့နှုတ်ဆက်စေချင်ပါတယ်ကျွန်တော်တို့နောက်ရာသီမှာဘာတွေဖြစ်မယ်ဘယ်သူတွေဝင်ပြီးဘယ်သူတွေထွက်မယ်ဆိုတာမသိသေးဘူးအဲ့ဒီမသိသေးတဲ့အချိန်ကာလမှာကျွန်တော်တို့ဒီရာသီရဲ့နောက်ဆုံးတော့အဆုံးသက်ကိုတော့ဘာဖိအားမှခေါင်းထဲမှာထည့်မနေဘဲနဲ့ပဲပေါ့ပါလေးနဲ့တူတူကျွန်တော်တို့ဒီလီဗာပူးရဲ့ဝါရင်ကစားသမားကြီးတွေကိုနှုတ်ဆက်ကြရအောင်ပါခုဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ